ဘူထိုင်းအိမ်သားတွေကလေးထွက်ကြသွားတာကိုထိတ်လန့်ပြီးကလေးကိုထားကထွက်ပြေးခဲ့တဲ့မိခင်မင်္ဂလာပါပရိသတ်ကြီးတို့ဒီသတင်းကတော့လက်တလောထိုင်းနိုင်ငံရဲ့သတင်းမီဒီယာတွေမှာနာမည်ကြီးသွားခဲ့တဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့သလိုကလေးတယောက်လုံးပိုက်တဲ့ရှိနေရမသိဘူးလို့ပြောနေတဲ့မိခင်ကိုလည်းအားလုံးကအံ့ဩနေကြကြရတာပဲဖြစ်ပါတယ်။ဒါအပြင်ကလေးရဲ့အမေဖြစ်သူကအခုမှကလေးမွေးပူတာမဟုတ်ပဲကလေးနှစ်ယောက်ရှိရလို့လည်းသိရပါတယ်။ဒါကတော့ထိုင်းနိုင်ငံဘန်ကောက်မှာဖြစ်သွားခဲ့တာဖြစ်ပြီးဒီအမျိုးသမီးကတော့ကလေးကိုရည်ရွယ်ချက်ရှိစွန့်ပစ်တာမဟုတ်ဘူးလို့လည်းဆိုပါတယ်။မိခင်ဖြစ်သူရဲ့ပြောပြချက်အရတော့သူမကကိုဝင်ရှိတာကိုလည်းမသိခဲ့သလိုလကျင်လာတိုင်းလည်းဓမ္မတာလာတာလည်းမှန်နေဒါကြောင့်ကလေးရှိရလည်းမထင်ခဲ့ဘူးရိုးရိုးဘိုက်ခောက်ထွက်တယ်ပဲထင်ခဲ့တာပါအဲ့လိုနဲ့တနေ့မှာတော့ကျမဘိုက်နာလာလို့စားတောက်ဆိုင်တစ်ခုမှအိမ်သာဝင်ခဲ့တာပါအဲ့ချိန်မှာပဲရုတ်တရက်ကလေးထွက်လာတော့ကျမအရန်လန့်သွားခဲ့တယ်ဒါကြောင့်မလို့ကျမတငယ်ကျော်အကူကြီးတောင်းဖို့အပြင်ကိုပြေးထွက်လာခဲ့တာလို့ဆိုပါတယ်သူမအပြင်ထွက်သွားချိန်မှာပဲတခြားမျိုးသမီးတယောက်ကတွေ့သွားခဲ့ပြီးဘေးကလူတွေကိုအော်ဟစ်အကူကြီးတောင်းခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ကလေးရဲ့မိခင်ကိုစုံစမ်းချိန်မှာမိခင်ကိုသိခဲ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မိခင်ဖြစ်သူထိုင်းအမျိုးသမီးကသူမကိုသူမသတိမထားမိပဲစားတောက်ဆိုင်ရဲ့အိမ်သားတစ်ခုမှာကလေးမွေးထွက်ကြသွားတယ်သူမကိုယ်တိုင်ကကလေးကိုတမေတကာပြစ်ဖို့မရည်ရွယ်ပါဘူးကလေးမွေးထွက်ကြသွားတာတကယ်သတိမထားမိလို့သူမကိုယ်တိုင်ပြောပါတယ်ဒါပေမဲ့တာဝန်ရှိသူတချို့ကတော့ကလေးကကံကောင်းလို့သာဘာမှမဖြစ်တာဖြစ်ပြီးရေဆွဲချပြီးကလေးကိုရည်ရွယ်ချက်ရှိထားခဲ့တာကိုလည်းသိတာနေခဲ့ပါတယ်။ဒါကြောင့်တချို့ကတော့ကလေးရှိရာမသိပဲနေရအောင်ဗိုက်ထဲမှာကလေးကတစ်ချိန်တစ်ခါမှမလုပ်ပဲနေလို့လားမသိပဲမွေးတယ်ဆိုတာလက်ခံပေးလို့မရဘူး။ကလေးကအသေးလေးမှမဟုတ်တာမသိလို့ဆိုရင်လည်းအော်ခေါ်လေးအပြင်ကလူတွေကိုအကူကြီးလှမ်းတောင်းရှာမှလေအခုလိုမသိပဲရလို့ကိုဆိုရင်ဝမ်းသာလွန်းလို့ကောက်ချီမိမှာအခုဟာကသတင်းတေချာနားထောင်ကြည့်တော့လေအပြုတ်လည်းမဟုတ်ဘူးဗိုက်ကြီးဟာမသိဘူးဆိုအခုကလေးအိမ်သားထဲမှာမွေးတော့ဘာလို့ထွက်ပြေးလဲကလေးကိုယူသွားရမယ်လေအကူကြီးတောင်းရမယ်လေပထမကလေးလည်းမွေးဘူးတယ်ဆိုတော့မိန်းကလေးချင်းကိုချင်းမစားလို့မဟုတ်ပါဘူးလက်ရှိပေါင်းနေတဲ့လင်းနဲ့မရလို့လားမသိစရာမရှိပါဘူးကလေးမွေးဘူးတဲ့သူဆိုပိုလို့တောင်သိရမယ်ကိုဝင်ရှိရင်တာမန်လူနဲ့မှမတူတာကိုရိုင်းပိုသိရမယ်ဆိုပြီးအမျိုးမျိုးဝေဖန်ထောက်ပြနေကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောကလေးထွက်သွားတာကိုတိတိကြီးနဲ့ရေဆွဲချပြီးကလေးကိုဘိုးရိုင်းအိမ်သားထဲမှာထားခဲ့တဲ့မိခင်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ကံကောင်းလို့အသက်ရှင်ခွင့်ရခဲ့တဲ့ကလေးလေးလည်းဘာမှမဖြစ်ပဲဘေးအန္တရာယ်ကင်းပါစေ။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ထိုင်းကွန်ဒိုမှာအိမ်ကြီးရဲ့ခွေးဟောင်တန်ကိုတီးမခံနိုင်လို့ကွန်ဒိုတဲ့မွေးအရှင်တွေမွေးခဲ့တဲ့တရုတ်အမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ကွန်ဒိုတိုက်ခန်းတွေဆိုတာကတော့တဦးတယောက်တည်းနေထိုင်ကြရတာမဟုတ်ပဲအများနည်းတူစီကံတကြနေထိုင်ကြရတာပါ။ဒါပေမဲ့စီကံမလိုက်နာသလိုပြောရဆိုရလက်ပေါက်ကတဲ့သူတွေလည်းများစွာရှိပါတယ်။အခုဗီဒီယိုတဲကသူတွေကတော့ပါးကြိုက်တော့နားပြန်ကြိုက်တာဆိုသလိုပါပဲ။မိမိတို့တယောက်တည်းနေရတာမဟုတ်ပဲကွန်ဒိုတိုက်တလွှာမှာအနည်းဆုံးအခန်းလေးခန်းမှာ၈ခန်းတိရှိပါတယ်။ဒါကမှကိုချင်းမစာတက်သူနဲ့အရွယ်တိုက်သူနဲ့တွေ့ကြတော့ပွဲကကြီးကောင်းသွားပါတယ်။အခုလိုမလုပ်ရင်ဘယ်လောက်ထိဖြစ်ကြမလဲမသိသလိုအခုကဲ့သို့သတင်းကိုလည်းတစ်ခါမှမကြားဘူးသေးပါဘူး။ဒီမျိုးသားကတော့ထိုင်းကွန်ဒိုမှာအိမ်ကြီးရဲ့ခွေးဟောင်တန်ကိုတီးမခံနိုင်တော့လို့မွေတွေကိုရှာဝဲပြီးကွန်ဒိုတဲမွေတွေလွတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကတော့ထိုင်းနိုင်ငံဘန်ကောက်ကကွန်ဒိုတစ်ခုမှာဖြစ်သွားခဲ့တာဖြစ်ပြီးဒီမျိုးသားကတော့ခွေးဟောင်တန်စုညံနေရာကိုတီးမခံနိုင်တော့လို့ဆန္ဒပြတဲ့အနေနဲ့လူသွားစင်းကြံပေါ်ကိုမွေကြီးတစ်ကောင်လွတ်ပေးထားခဲ့ရပါ။တကယ်တော့အဲ့ဒီကွန်ဒိုဟာအိမ်မွေးတိရစ္ဆာန်တွေမမွေးရဘူးဆိုတဲ့မူဝါဒသတ်မှတ်ထားပေမဲ့နေထိုင်သူတဦးကမလိုက်နာပဲခွေးနဲ့ကြောင်တွေမွေးထားပါတယ်။အဲ့ဒီခွေးကလည်း2နှစ်လုံးခဏစွစုညံ့ညံ့ဟောင်းလေးရှိပြီးတိုက်ခန်းနေသူတွေအကြိမ်ကြိမ်တိုင်ကြားမှုကိုကွန်ဒိုစီမံခန့်ခွဲရေးအဖွဲ့ကလည်းမျက်ကွယ်ပြုထားခဲ့ရပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့တီးမခံနိုင်တော့ပဲအိမ်ကြီးတယောက်ဟာခွေးပိုင်ရှင်ရဲ့အခန်းရှိစင်းကြံပေါ်ကိုငွေကြီး2ကောင်ချထားခဲ့ပါတယ်။ခွေးပိုင်ရှင်ကသူ့ကိုယ်သူတရိတ်ဆန်ချစ်သူတယောက်အဖြစ်ခဏညှို့ဆိုလင်းရှိကြောင်းသူကိုယ်တိုင်ကလည်းတရိတ်ဆန်ချစ်သူတူဖြစ်တာကြောင့်မွေရီကိုမွေးထားလို့ရမယ်ထင်ကြောင်းမွေပိုင်ရှင်ကဆိုပါတယ်။အဲ့လိုပြောပြီးတော့တာပေါင်းဆိုတဲ့အကောင့်ပိုင်ရှင်ဟာကွန်ဒိုခန်းစင်းကြံမှာမွေကြီးတွေတွားသွားနေတဲ့အသေးရစရာဗီဒီယိုတွေကိုလည်း Facebook မှာမေလ19ရက်နေ့တုန်းကတင်ထားခဲ့ပါတယ်။ဒါအပြင်တာပေါင်ကဒီနေ့တော့2ကောင်ပဲတည်လာနိုင်သေးကြောင်းနောက်နေ့တွေမှာလည်းနောက်ထပ်မွေတွေယူလာအောင်မှာဖြစ်ကြောင်းဒီနေ့အဖို့အဲ့ထက်ကြီးတဲ့အကောင်ကိုတည်မလာနိုင်ခဲ့ကြောင်းလည်းသူ့ရဲ့ဗီဒီယိုမှာမွေပိုင်ရှင်ကရေးသားထားခဲ့ပါတယ်။အဲ့ဒီမွေတွေကိုသူ့ဘယ်နေရာကနေရှာလာတယ်လဲတော့မသိရသေးပါဘူး။ဒါပေမဲ့သူ့ရဲ့လုပ်ရက်ဟာကွန်ဒိုထဲမှာအော်တောင်းနေဖြစ်သွားစေခဲ့ပါတယ်။ဒါတွေမကသေးပဲသူတင်ထားခဲ့တဲ့ဗီဒီယိုဟာလည်းလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလူပြောများပြီးပြန့်နှံ့သွားပါတယ်။တချို့ကမွေတွေကိုကွန်ဒိုတဲယူလာခဲ့တယ်ဆိုတာဟာလုံခြုံရေးအရာမဖြစ်တဲ့လုပ်ရလို့ဝေဖန်ကြပါတယ်။တချို့ကလည်းကွန်ဒိုစီမံခန့်ခွဲသူတွေရဲ့ကင်တွယ်ပုံညံ့ပြင်းတာကိုအပြစ်တင်ခဲ့ကြပါတယ်။တယောက်ကတော့ကွန်ဒိုတာဝန်ရှိသူတွေအနေနဲ့ခွေးပိုင်ရှင်ကိုအရေးမယူပဲမွေတွေခေါ်လာတဲ့ကိစ္စကိုပဲပြဿနာသွားရှာမယ်ဆိုရင်နောက်တနေ့ကျမွေတွေကသူတို့ရဲ့ရုံးခန်းထဲရောက်နေလိမ့်မယ်လို့အရှုံးဖောက်ခဲ့ပါတယ်
ဒါကြောင့်မလို့ဒီကနေ့မှာတော့သက်ဆိုင်ရာကွန်ဒိုဟာအိမ်မွေးတိရစ္ဆာန်မမွေးရဘူးလို့မူဝါဒချမှတ်ထားပြီးမြဲတချို့နေထိုင်သူတွေကခွေးတွေကြောင်တွေမွေးထားပြီးတခြားအခန်းတွေအတွက်အစုညံတန်အနှောက်အယှက်ဖြစ်စေရလို့ဆိုပါတယ်။မွေးပိုင်ရှင်ကသူ့ရဲ့အိမ်ကြီးကျမွေးထားတဲ့ခွေးဟာအရန်ဆိုပြီးအဲ့ဒီအကြောင်းကိုခဏခဏကန့်ကွက်ခဲ့ပြီးမြဲကွန်ဒိုတာဝန်ရှိသူတွေကကင်တွယ်ဖြေရှင်းပေးဖို့ပြက်ကွက်ခဲ့ကြောင်းပြောပါတယ်။ဒါပေမဲ့မွေးကိစ္စကြုံပြီးတဲ့အခါမှာတော့ကွန်ဒိုရဲ့တာဝန်ရှိသူတွေလည်းမနေတာတော့ပဲခွေးပိုင်ရှင်ကိုဘတ်1000တန်ရိုက်ခဲ့ပြီးခွေးဆက်မမွေးဖို့ညွှန်ကြားခဲ့ပါတယ်။မွေးပိုင်ရှင်ကတော့တရားဝင်သတိပေးစာတစ်စောင်ပေးပို့ပြီးနောက်မလုပ်ဖို့တားမြစ်ခဲ့သလိုသူခေါ်လာတဲ့ဒရတာတရဝါကြီးတွေကိုပြန်ဖယ်ပေးဖို့ပါတောင်းဆိုခဲ့ကြောင်းသိရပါတယ်။တကယ်တော့ကွန်ဒိုလိုနေရာမျိုးမှာနေကြပြီးစီကံမလိုက်နာပဲတချို့ထိုးဆန်တဲ့လုပ်ရက်တွေလုပ်နေသူတွေအတွက်ကတော့အခုလိုအရွယ်တိုက်တဲ့သူတွေနဲ့တွေ့မှသာကိုကျစ်စာတက်ကြမှာပါ။တရိတ်ဆန်ချစ်သူမှန်ပြီးမဲ့လေအခုလိုစူပူတောင်းကျမ်းနာကြီးကိုနှစ်လုံးလုံးခံလာရတဲ့သူအတွက်ကတော့အခုလောက်ရက်ကမှန်တယ်လို့ယူဆရမှာပါပဲအခုကြည့်နေတဲ့သူတွေရောတာပေါင်ရဲ့လောက်ရက်အပေါ်ဘယ်လိုမြင်လဲတင်တို့ဆိုရောဘယ်လိုပြန်လုပ်နိုင်လဲမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဘူထိုင်းအိမ်သားတဲ့ကလေးထွက်ကြသွားတာကိုထိတ်လန့်ပြီးကလေးကိုထားကထွက်ပြေးခဲ့တဲ့မိခင်မင်္ဂလာပါပရိသတ်ကြီးတို့ဒီသတင်းကတော့လက်တလောထိုင်းနိုင်ငံရဲ့သတင်းမီဒီယာတွေမှာနာမည်ကြီးသွားခဲ့တဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့သလိုကလေးတယောက်လုံးပိုက်တဲ့ရှိနေရမသိဘူးလို့ပြောနေတဲ့မိခင်ကိုလည်းအားလုံးကအံ့ဩနေကြကြရတာပဲဖြစ်ပါတယ်။ဒါအပြင်ကလေးရဲ့အမေဖြစ်သူကအခုမှကလေးမွေးပူတာမဟုတ်ပဲကလေး2ယောက်ရှိရဲ့လို့လည်းသိရပါတယ်။ဒါကတော့ထိုင်းနိုင်ငံဘန်ကောက်မှာဖြစ်သွားခဲ့တာဖြစ်ပြီးဒီအမျိုးသမီးကတော့ကလေးကိုရည်ရွယ်ချက်ရှိရှိစွန့်ပစ်တာမဟုတ်ဘူးလို့လည်းဆိုပါတယ်။မိခင်ဖြစ်သူရဲ့ပြောပြချက်အရတော့သူမကကိုဝင်ရှိတာကိုလည်းမသိခဲ့သလိုလာကျင်လာတိုင်းလည်းဓမ္မတာလာတာလည်းမှန်တယ်။ဒါကြောင့်ကလေးရှိရလည်းမထင်ခဲ့ဘူး။ရိုးရိုးဘိုက်ခောက်ထွက်တယ်ပဲထင်ခဲ့တာပါ။အဲ့လိုနဲ့တနေ့မှာတော့ကျမဘိုက်နာလာလို့စားတောက်ဆိုင်တစ်ခုမှအိမ်သာဝင်ခဲ့တာပါ။အဲ့ချိန်မှာပဲရုတ်တရက်ကလေးထွက်လာတော့ကျမအရန်လန့်သွားခဲ့တယ်။ဒါကြောင့်မလို့ကျမတငယ်ကျော်အကူကြီးတောင်းဖို့အပြင်ကိုပြေးထွက်လာခဲ့တာလို့ဆိုပါတယ်။သူမအပြင်ထွက်သွားချိန်မှာပဲတခြားမျိုးသမီးတယောက်ကတွေ့သွားခဲ့ပြီးဘေးကလူတွေကိုအော်ဟစ်အကူကြီးတောင်းခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ကလေးရဲ့မိခင်ကိုစုံစမ်းချိန်မှာမိခင်ကိုသိခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ဖြစ်သူထိုင်းအမျိုးသမီးကသူမကိုသူမသတိမထားမိပဲစားတောက်ဆိုင်ရဲ့အိမ်သားတစ်ခုမှာကလေးမွေးထွက်ကြသွားတယ်။သူမကိုယ်တိုင်ကကလေးကိုတမေတကာပြစ်ဖို့မရည်ရွယ်ပါဘူး။ကလေးမွေးထွက်ကြသွားတာတကယ်သတိမထားမိလို့သူမကိုယ်တိုင်ပြောပါတယ်။ဒါပေမဲ့တာဝန်ရှိသူတချို့ကတော့ကလေးကကံကောင်းလို့သာဘာမှမဖြစ်တာဖြစ်ပြီးရေဆွဲချပြီးကလေးကိုရည်ရွယ်ချက်ရှိရှိထားခဲ့တာကိုလည်းသိတာနေခဲ့ပါတယ်။ဒါကြောင့်တချို့ကတော့ကလေးရှိရာမသိပဲနေရအောင်ဗိုက်ထဲမှာကလေးကတစ်ချိန်တစ်ခါမှမလှုပ်ပဲနေလို့လားမသိပဲမွေးတယ်ဆိုတာလက်ခံပေးလို့မရဘူး။ကလေးကအသေးလေးမှမဟုတ်တာမသိလို့ဆိုရင်လည်းအော်ခေါ်လေးအပြင်ကလူတွေကိုအကူကြီးလှမ်းတောင်းရှာမှလေအခုလိုမသိပဲရလို့ကိုဆိုရင်ဝမ်းသာလွန်းလို့ကောက်ချီမိမှအခုဟာကသတင်းတေချာနားထောင်ကြည့်တော့လေအပြုတ်လည်းမဟုတ်ဘူး။ဗိုက်ကြီးတာမသိဘူးဆိုအခုကလေးအိမ်သားထဲမှာမွေးတော့ဘာလို့ထွက်ပြေးလဲကလေးကိုယူသွားရမယ်လေအကူကြီးတောင်းရမယ်လေပထမကလေးလည်းမွေးဘူးတယ်ဆိုတော့မိန်းကလေးချင်းကိုချင်းမစားလို့မဟုတ်ပါဘူးလက်ရှိပေါင်းနေတဲ့လင်းနဲ့မရလို့လားမသိစရာမရှိပါဘူးကလေးမွေးဘူးတဲ့သူဆိုပူလို့တောင်သိရမယ်ကိုဝင်ရှိရင်တာမန်လူနဲ့မှမတူတာကိုရိုင်းပိုသိရမယ်ဆိုပြီးအမျိုးမျိုးဝေဖန်ထောက်ပြနေခဲ့ကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောကလေးထွက်သွားတာကိုတိတိကြီးနဲ့ရေဆွဲချပြီးကလေးကိုဘိုးရိုင်းအိမ်သားထဲမှာထားခဲ့တဲ့မိခင်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ကံကောင်းလို့အသက်ရှင်ခွင့်ရခဲ့တဲ့ကလေးလေးလည်းဘာမှမဖြစ်ပဲဘေးအန္တရာယ်ကင်းပါစေ။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။